ထိုင်းနိုင်ငံတည်င်းဌာနတစ်ခုမှာဒီကနေ့ပေါ့နော်တီပုံကိုတင်လာတာကိုတွေ့လို့မြန်မာပြည်သားတွေကိုလာရောက်ပြီးတော့မင်းများမှာပေါ့နော်တီပုံထဲကပါတဲ့အတိုင်းအဲ့ဒီမြန်မာနိုင်ငံကနေထိုင်းနိုင်ငံကိုပေါ့နော်မင်းအောက်ကနေတွယ်လာပြီးတော့အဲ့ဒီပိုက်တွေပါတွေနဲ့တွယ်ပြီးတော့ထိုင်းနိုင်ငံဘက်ကိုပေါ့နော်ကက်တွေပို့နေတယ်ဆိုတာကတချို့တော့ထိုင်းလူမျိုးတွေကမသိဘူးပေါ့နော်မြန်မာနိုင်ငံသူနိုင်ငံသားတော်တော်များများကတော့တီးမယ်လို့ထင်ပါတယ်ခင်ဗျာနော်အဲ့ဒီကက်ကနေအဲ့ဒီကက်ပေါ့နော်ကျွန်တော်တို့မြန်မာကနေတင်သွင်းလာပြီးထိုင်းကိုရောက်တယ်ထိုင်းကိုရောက်တော့သူတို့ကမီအားလက်စစ်တွေပါတွေထိုင်းနိုင်ငံမှာရှိတဲ့အတူတွေလူမျိုးတွေပါတွေကိုပေါ့နော်သူတို့ကမီးတွေပေးစားနေတယ်ဆိုတာကမြန်မာပြည်သားတွေသိလိမ့်မယ်ပေါ့နော်ဒါပေမဲ့ထိုင်းတွေကတိတ်မတွေ့ဘူးတိတ်မသိဘူးပေါ့နော်နောက်ပြီးတော့ကျွန်တော်ဒီကနေ့ပဲအဲ့ဒီထိုင်းသတင်းဌာနမှာပေါ်ပြထားတာတွေ့လို့မြန်မာပြည်သားတွေကိုလာပြတာဖြစ်ပါတယ်ခင်ဗျာနော်တချို့တော့ထိုင်းနေဆိုရင်သူတို့ပြောတယ်ကျွန်တော်တို့မြန်မာနိုင်ငံကနေဘာမှတင်သွင်းမှုမရှိဘူးလို့ပြောကြတာပေါ့နော်တကယ်တမ်းကတော့ရှိပါတယ်ခင်ဗျာနော်အဲ့ဒီကတ်ဆိုရင်နှစ်ပေါင်းမြောက်များစွာပေါ့နော်အဲ့ဒီမြေအောက်ကနေမြန်မာနိုင်ငံကနေထိုင်းကိုတင်သွင်းလာတာကတော်တော်လေးကိုကြာပြီဆိုပြီးတော့သတင်းဌာနမှာပြောပြသွားတာပေါ့နော်ကဲတကယ်ချင်းတို့ကရောဒီသတင်းကိုကြားဖူးကြလားကျွန်တော်ကတော့ငယ်ငယ်ကတည်းကကြားဖူးတာပေါ့နော်ဒါပေမဲ့ထိုင်းနိုင်ငံသတင်းဌာနပေါ်ပြတာကတော့အခုမှတွေ့ဘူးလို့လာရောက်ပြီးတော့ပြောပြတာဖြစ်ပါတယ်ခင်ဗျ